ဒနာတရားကဒီလောက်ထိကျေးဇူးများတယ်ဘယ်ကုသိုလ်နဲ့မှရှင်တွဲလို့မရတဲ့ကုသိုလ်ကောင်းမှုသည်ဝိပဿနာကုသိုလ်သူကဘာတကားထိပိတ်သွားတာမရေမတွက်နိုင်အောင်ဘဝပေါင်းမြောင်မြန်းစွာတို့အဝိဇ္ဇိဘုံထဲမှာကြာရောက်ရမယ်ဘဝခန္ဓာကြီးဟာဒီတဘဝအတွင်းမှာသီခံပြီးကျင့်ကြံပွားများအားထုတ်လိုက်ခြင်းသည်ဟူသောကုသိုလ်ရပိုင်းလေးတွင်နာရီပိုင်းတွင်စက္ကန့်လေးတွင်မှာအရိယာသူတော်ကောင်းတဲ့ကိန်းလိုက်မယ်ဆိုရင်ဟိုအကုသိုလ်ကံမှန်တယ်များဒီအဟောတိကဖြစ်သွားတော့တာပဲအဟောတိကံဆိုတာအကျိုးမပေးတော့ဘူးနားလိုက်တယ်နော်သံဃာတစ်လျှောက်လုံးကလှုပ်လာခဲ့တဲ့အကုသိုလ်ကံတွေကဘာဖြစ်သွားတယ်အဟောတိကံဆိုတာဘာပြောတာအကျိုးပေးခွင့်မရတော့ဘူးရပ်သွားတယ်တခါလေနော်အင်္ဂုလိမာလလူတတ်တာလူပေါင်းသိမ့်သန်းကလေးပဲသိရှိပြီးတတ်ထားတာပဲအာဟုတုကံနဲ့နည်းလာအများကြီးလားတသက်လုံးလုံးလာခဲ့တဲ့အာဟုတုကံသည်ဝိပဿနာဉာဏ်တရှင်းမှဟုတ်လားအာဟုတုတသက်မက်တရှင်းပါတယ်တသက်လုံးအာဟုတုကံတရားဘယ်တရှင်းမှငြိမ့်တယ်ဒါကြောင့်တို့တရားဓမ္မတွေဒီနေ့တို့သဘောပေါက်နားလည်ထားဖို့အရေးကြီးတယ်တို့အားထုတ်နေတဲ့ကုသိုလ်ကောင်းမှုသည်ဟောတသက်လုံးတသံတရားလုံးဟာတို့ကျူးလွန်ခဲ့တဲ့အကုသိုလ်ကံပိစာနန္ဒရိယကံကြီး၅ပါးကလွဲရင်ကမ္မနောက်တဲ့ကမ္မန္တများတွေကိုဘယ်သူကကယ်တင်နိုင်တဲ့ဝိပဿနာမဲ့တဲ့ရှင်းနော်ဝိပဿနာမဲ့တဲ့ရှင်းလောကုတ္တရာမဲ့တဲ့ရှင်းနောက်ကမှလို့အကုသိုလ်မှန်တယ်ဘာဖြစ်သွားဒါကြောင့်မလို့ဖရာတဆူပွင့်လာပြီဆိုတာဟာဖရာတဆူပွင့်နေမှာဒီအတိတရားတွေရသွားတဲ့ပုဂ္ဂိုလ်တွေဝိပဿနာဉာဏ်တို့ဉာဏ်များကိန်းသွားတဲ့အရိယာမျိုးတွေကိန်းသွားတဲ့ပုဂ္ဂိုလ်များဆိုရင်တရားဓမ္မပေါင်းသူတော်ကောင်းတော့ကျေးဇူးမများသွားဘူးလားဒါကြောင့်ဒါလည်းတရားတွေဟောပေးကြတရားတွေပြပေးကြတဲ့တရားစခန်းဖို့ဖြစ်မြောက်ဖို့အတွက်ပင်မခံပြီးကြိုးစားကြတဲ့ဒါယုသောဝင်းတို့အဖွဲ့ဟုတ်လားတို့တရားစခန်းဝဲပြီးဖြစ်မြောက်ဖို့အတွက်ပင်မခံအိမ်ပိုက်ရာပိုက်စသအရာရာတွေကိုဆောင်ရွက်ပေးနေတာဒီအရေးရှင်းလေးကိုသိလို့အရေးအတွက်ကိုသိလို့မဟုတ်ဘူးအရေးရှင်းကိုလိုချင်တဲ့ဟုတ်တယ်လားယောဂီထဲမှာလည်းအရေးရှင်းနဲ့ပြည့်စုံတဲ့ယောဂီရှိဖို့မလိုဘူးလားလိုပါဗျာဘုရင်တို့ကပြောတဲ့ယောဂီများတာမများတာမလိုချင်ဘူး